Lisa အပေါ်တော့ပြည်သားကြီးပေါင်းတို့အားလုံးမင်္ဂလာပါလို့ကျွန်တော်နှုတ်ခွန်းဆက်စကားနဲ့ကြိုဆိုပြီးဇွန်လ1ရက်2021ခုနှစ်ကျွန်တော်21ရာစုဖားချက်တော်မှာတရေ3လကျဲအနဲ့အငယ်လေးသာတိပြစရာရှိသောကြောင့်အောက်ဘွားအတိုင်းကျွန်တော်တင်ပြသွားမည်ဖြစ်ပါသည်ကျွန်တော်ဒီကလောင်နာမဲ့ဆုတ်ခုနှစ်ခိုင်ဖြစ်ပါသည်ကျွန်တော်ဒီဩစတြေးလျနိုင်ငံသားပါဆိုတော့ကကျွန်တော်တင်ပြမိသတင်း3လကျဲ၄ခုစလိုက်ကြရအောင်ကျွန်တော်သုံးသပ်မိသတင်းကောင်းစီမှာကုလကမြန်မာစစ်ကောင်စီအတွက်လက်နက်မရောက်ချပေးရန်အာဆီယံသဘောမတူခြင်းဤအပေါ်သုံးသပ်ချက်ပဲဖြစ်ပါတယ်လွန်ခဲ့သည့်နှစ်ပေါင်းများစွာမြန်မာစစ်ကောင်စီသည်အာဆီယံအထဲမှာအဖွဲ့ဝင်ဖြစ်တယ်လို့မြန်မာပြည်အထဲမှာလည်းတရားဝင်သောတမတော်ဖြစ်သည့်အတွက်လက်နက်ရောင်းဝယ်ရေးကိစ္စနဲ့ပတ်သက်ပြီးအာဆီယံနိုင်ငံတချို့နဲ့တခြားသောနိုင်ငံတချို့မှလည်းလက်နက်ရောင်းဝယ်ဖောက်ကားတရားဝင်သောစာချုပ်နှစ်ပေါင်းများစွာရှိထားပြီးရောင်းဝယ်ဖောက်ကားရတာလည်းရှိသောကြောင့်ပြုံးကနေသွားပြီးတော့ပြိပင်ပါကရောင်းသူရောဝယ်သူပါထိခိုက်နေနာမှုရှိမှာကိုအာဆီယံခေါင်းဆောင်များကိုကျင်းဆန္ဒမှုကြောင့်ကုလဤသဘောထားကိုရန်နှုံးပြလိုက်လျောလို့မရသေးတဲ့အကြောင်းရင်းမှာတရားဝေခြင်းနဲ့တရားမဝေခြင်းသာပဲဖြစ်ပါတယ်ဇို့ဖြစ်ချင်းကြောင့်ယခုမြန်မာစစ်ကောင်စီသည်မြန်မာပြည်အထဲမှာတရားဝင်သောအစိုးရနဲ့တရားဝင်သောစစ်တာဟုကုလတော်၎င်းအာဆီယံတော်၎င်းယူရိုတော်၎င်း USA တော်၎င်းတရားဝင်သောအစိုးရတရားဝင်သောစစ်တာဟုသတ်မှတ်လျင်လက်နဲ့မယောင်းချပေးရန်ကိစ္စကိုမစိုးမိုးနိုင်ပါဘူးဗျာအဘယ်ကြောင့်ဆိုတော့တရားဝင်လို့သာဖြစ်သည်နံပါတ်နဲ့ယခုမြန်မာစစ်ကောင်စီသည်မြန်မာပြည်အထဲမှာပြည်သူလူထုခလေးအပါဝေ8000ကျော်သခဲ့ပြီးထောင်ထဲမှာ9000ကျော်ဖားဆီးတာ USA သရေတော်ဝါလည်းပါနေတယ်အစိုးရဆိုရင်သူတို့ကစစ်တာပြည်သူလူထုရွေးကောက်တင်မြှောက်ထားတဲ့မဲအများဆုံးအနိုင်ရရှိခဲ့တဲ့လူထုအစိုးရအပေါ်အာဏာသိမ်းအစိုးရခေါင်းဆောင်မှန်သမျှကိုဖားဆီးထောင်ချသတ်ဖြတ်သည့်အတွက်ကုလတော်၎င်းအာဆီယံတော်၎င်းယူရိုတော်၎င်း USA တော်၎င်းဤစစ်ကောင်စီသည်မြန်မာပြည်အထဲမှာပြည်သူလူထုအားလုံးအတွက်တရားမဝင်သောစစ်တပ်နဲ့တရားမဝင်သောစစ်ကောင်စီမြန်မာပြည်အစိုးရမဟုတ်ကြောင်းကိုသတ်မှတ်လိုက်လျင်ထိုလက်နဲ့မယောင်ချပေးရကိစ္စကိုအလူလူနဲ့စိုးမိုးသွားပါလိမ့်မည်အဘယ်ကြောင့်ဆိုတော့တရားမဝင်လို့သာဖြစ်သည်ဇို့ဖြစ်တဲ့ဤသို့ဖြစ်သည်ဆိုလျင်အာဆီယံခေါင်းဆောင်အတွက်တော်၎င်းအာဆီယံအဖွဲ့ဝင်နိုင်ငံအလုံးအတွက်တော်၎င်းသိက္ခာရှိပြီးတဦးနဲ့တဦးတနိုင်ငံနဲ့တနိုင်ငံမြန်မာစစ်ကောင်စီကြောင့်အာဆီယံအချင်းချင်းယုံမှန်းသာတရားရှိเสียအကြောင်းမပေါ်နိုင်ပါအဘယ်ကြောင့်ဆိုတော့အာဆီယံနိုင်ငံအလုံးသည်တရားဝင်သောစစ်တပ်နဲ့တရားဝင်သောအစိုးရသာပဲအုပ်ချုပ်သည့်အတွက်တရားမဝင်သောစစ်ကောင်စီလူသားသမားကိုလက်နဲ့သွားပေးလိုက်လျင်လူသားဝါသနာနဲ့လူသားသဘောချင်းတူတယ်ဆိုတာကပ္ပသမိုင်းအထဲမှာမီဒီယာသမားတွေတင်တော့မယ်ဆိုတာအားလုံးသောအာဆီယံနိုင်ငံကလည်းနာမည်ပြတ်ခတ်ချင်းလိုက်မမဟုတ်ပါယခုကုလလှုပ်သွားတာအာဆီယံခေါင်းဆောင်အတွက်ရောအာဆီယံနိုင်ငံအသီးသီးအတွက်ပါဥမလို့ပက်မလို့ကြီးပဲဗျာသဘောတစ်ခုပြောရရင်ကုလကတရားဝင်တဲ့သောနဲ့တရားမဝင်တဲ့သောကိုခလိုက်လို့ပြီးမှတခုခုလှုပ်เสียရှိတာကိုလှုပ်ရင်အာဆီယံအဖွဲ့နဲ့အဖွဲ့ခေါင်းဆောင်များရှိထားတဲ့သူတို့စီကန်းတဲ့သူတို့တိုင်းပြည်ဤအနေအထားအပေါ်ကိုချိန်ထိုးပြီးကုလနဲ့အတူတကွလှုပ်တဲ့လှုပ်ထဲတဲ့အလုပ်နဲ့အတူတကွမလှုပ်ထက်တဲ့အလုပ်ကိုသူတို့ဝေခွဲနိုင်တဲ့ကဏ္ဍတစ်ခုကိုရပြီးဆိုလျင်အာဆီယံကလည်းကုလအဖွဲ့ကောင်းရပ်သွားเสียအကြောင်းရှိပါတယ်ဆိုတာကျွန်တော်သုံးသပ်မိကြောင်းပါခင်ဗျာကျွန်တော်သုံးသပ်ချက်ကတော့ဒီလောက်ပါပဲကျွန်တော် channel မှာနားထောင်နေသူရှိလျင်ကျေးဇူးပြု၍ကုလကိုယ်စားလှယ်ဖြစ်တဲ့ကျွန်တော်ဆရာဦးကျော်မိုးထွန်းစီကိုပို့ပေးပါဤကိစ္စဟာသူပဲကုလထကိုတင်သွေးလို့ကုလလက်ခံပြီး
ကုလအနေနဲ့ဥပဒေပြုလှုပ်ဆော်သွားမှာဖြစ်ပါတယ်ဤကိစ္စကအဓိကကကီးပဲသဘောတခုပြောရရင်အလကားရလာတဲ့ကားတစ်စီးကိုကီးမပါဘူးကီးမရခဲ့ဘူးဆိုရင်ဒီကားဟာမောင်းလို့မရဘူးဆိုတော့ကအာဆီယံအတွက်ဥစွာကုလလှုပ်ပေးရမယ်ကုလလှုပ်ပေးရမှာမြန်မာပြည်စစ်ကောင်စီကိုအာဆီယံကတရားဝင်သတ်မှတ်သလားတရားမဝင်ဘူးလို့သတ်မှတ်သလားအဲ့ဒီသော့ချက်ကိုရသွားပြီကြလို့ရှိရင်ကုလအတွက်ရောဥကြောင့်မထုံးအတွက်ပါဘယ်လာကမောင်းရမလဲဆိုတာအဖြေရသွားပြီဖြစ်ပါသည်ယခုစစ်ကောင်စီနဲ့ NUG အစိုးရသည်ကီးလူရမယ်အချိန်ဖြစ်ပါတယ်ကီးရှုံးတဲ့သူအလကားဖြစ်သွားမယ်ဆိုတာသိကြကြောင်းပါခင်ဗျာနားထောင်တဲ့နာဇောတရှင်သူအလုံးဘေးပြဝေးကွာပြီးကျမ်းမှချမ်းသာကြပါစေလို့ဆုမကောင်းတောင်းပြီးဏိဂုံချုပ်အပ်ပါသည်